အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဝယ်ထားတဲ့ sport cat လေးနဲ့ mouse လောက်ပြသွားမှာဖြစ်ပါတယ်ဒီထဲမှာဝယ်ထားတဲ့ cat တွေကဘာလေးပါမလဲဆိုတော့ကျွန်တော်လည်းသူတစ်ချက်လိုက်ကြည့်ကြရအောင်ဝယ်ထားတာတော့ကြာပါပြီဒီမှာပစ္စည်းရောက်လာပါတယ်ကျွန်တော်ဝယ်ထားတဲ့ cat က2 cat ရှိပါတယ်ဒီ cat တော့ surprise လို့ပြောလိုက်ပါတယ်ကျွန်တော်ပါလဲဆိုတော့ကျွန်တော်ဗီဒီယိုထဲမှာပြောပြပေးတော့ပါတယ်လုပ်ကြည့်ကြအောင်ဝါကျန်လေးတော့ရပါပြီဟောတော့ထုတ်ပါဒါကတော့ထုတ်ပါကက်လေးတွေရပါကျွန်တော်ဝယ်တဲ့ကက်တွေမပြသေးခင်မှာပထမဆုံးပြပေးချင်ပါတယ်ကျန်တဲ့ကက်လေးဝယ်တဲ့ကက်လေးကကျွန်တော်ဝယ်တဲ့ကက်တီးပါဒလောပါရဲ့auto cap ပါ auto cap ပါဒီနားမှာရေးရပါတယ်25အော်25cap ပါဒီကောင်နောက်တစ်ကန်တော့ကျွန်တော်ရဲ့ချစ်တော်ကြီး Joshua Ban ရဲ့ auto cap ပါဒီမှာပါ Joshua Ban ရဲ့ auto သူကတော့အော်25ပါသူကလည်း25 cap ထုတ်ကဘာမှာ25 cap ပဲထုတ်တာပါညာဒီနေ့ကဝယ်ထားပါတယ်ဒီနေ့ကနောက်ပြီးတော့ဝယ်လိုက်တဲ့ flow ကတော့လက်ဆောင်ဆက်ပေးလိုက်ပါတယ်တကယ်ကကြတော့ခွဲစီရနိုလိုနယ်ဒိုရဲ့ကက်ပါဒီကက်ယူကက်ပါသူကတော့ယူကက်ပါကဲကသူလက်ဆောင်တက်ပေးလိုက်တာပါသူကလီယိုနယ်မက်ဆီရဲ့ကပ်ပါလီယိုမက်ဆီရဲ့ကပ်ပါကန်နောက်မလေးကတော့ကျွန်တော်မသိပါဘူးအခုမှစပြတဲ့သူဆိုတော့ဒီတိုင်းပဲပြပေးတာပါနော်နောက်ပြီးတော့ဘာကက်လေးထပ်ပေးလိုက်ဝက်စလီပိုဖာနာကပ်ပါသူကယူကပ်ပါသူကတော့လက်ဆောင်ဆက်ပေးထားပါတယ် thank you ပါဒါတော့ Starling ရဲ့ကပ်ပါယူကပ်လေးပါပဲနောက်ပြီးတော့ဒီကိုစေးပါရဲ့ကပ်ပါဒီကိုစေးပါဒီယိုနယ်မက်ဆီရဲ့ကပ်ပါနောက်တစ်ကပ်ပါနောက်ပြီးတော့ဒီကတော့ကစားသမားတော့မသိတော့ပါဘူးတစ်ကပ်ပါနောက်ပြီးတော့ဒီမှာ Brighton ကစားသမားပါသူကတော့ thank you ပါဘလို့ရင်နော်ကက်လေးကလို့အဆင်ပြေရောက်ပါတယ်